မင်္ဂလာပါနေကောင်းကြရလားဗျာတရားထိုင်ပူကြရလားကျွန်တော်တခုလောက်မေးရှင်နေနော်တရားထိုင်ပူကြရလားဘာလို့တရားထိုင်ခဲ့တာလဲအဲ့ဒါလေးကိုတစ်ချက်လောက်ဖြေပေးပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ဗုဒ္ဓဘာသာလူငယ်တူတူများများကြတော့တရားထိုင်နေဆိုတာနောက်ဘဝကောင်းစားဖို့အတွက်အဲ့လိုမျိုးပဲတည်တဲ့လူတွေများတယ်အထူးသဖြင့်ဒီဖက်ခေတ်မှာဆိုရင်ပုံများလာမယ်လို့ထင်တယ်နော်ဘာဖြစ်လို့ဆိုတော့ဘာသာရေးနဲ့တိတ်ရင်းနှီးကျွန်းဝင်မှုမရှိတော့ဘူးအရင်လေလို့တင်းရင်တနေနဲ့ဘုရင်ကြောက်လေးတွေသွားလိုက်အဲ့လိုမျိုးတိတ်မရှိတော့ဘူးပေါ့နော်ဒီဖက်ခေတ်မှာဆိုတော့အရင်ခေတ်နဲ့ဆိုင်ပြီးတော့ social media တအားခေတ်ထလာတဲ့အချိန်မှာဒီ social media အပေါ်မှာပဲကျွန်တော်တို့ကရှိတယ်များအရှင်တွေကိုတုံးနေတယ်လို့မျိုးဖြစ်တာပေါ့နော်တကယ်ဘဝရဲ့လေးနေတဲ့စာပေပုဟုတုဒတွေရဲ့ meditation တွေတရားထိုင်ခြင်းတွေရဲ့ပြီးတော့မိသားစုကိုအရှင်ပေးပြီးတော့ပြည့်ချွင်းတဲ့မိသားစုတွေဖန်တီးတာရဲ့အလိုမျိုးတွေကျွန်တော်တို့သိပြီးတော့မတွေးကြတော့ဘူးနော်ဘာဖြစ်လို့ဆိုတော့ social media ဖုန်းတစ်လုံးရှိတာနဲ့ media တစ်ခုလို့ဖြစ်သွားတာလေအခုဆိုရင်ပို့ပြီးတော့ဆိုတယ်ဆွေးဆောင်မှုတွေကမျိုးဟိုဘက်ကဆိုဟာတာကြီးတွေလို့ဆိုဟာတာဘာလို့ဆိုလူတိုင်းကဒီဖုန်းတစ်လုံးနဲ့သူတို့ရဲ့နေ့စဉ်လှုပ်ရှားနေတဲ့အရာမှန်သမျှကိုတင်နေတာပေါ့နော်အတင်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့အာယုံစူးစိမှုတွေကမတိမတာနဲ့အခိုးခံနေရတာခိုးတယ်ဆိုတာမတိမတာအဲ့လိုကိုယ်ဝက်ပြီးတော့ခိုးတာပိုတင်ကြီးကိုကျွန်တော်တို့ရဲ့ attention တွေကပိုတင်ကြီးကိုအခိုးခံနေရတာတည်တယ်ဒီ attention ကိုဒီမှာတုံးလိုက်မယ်ဆိုရင်ငါတို့ရဲ့အရှင်တွေကုံဆုံးသွားမယ်ဆိုပေမဲ့အဲ့လိုမျိုးတည်တယ်ဒါပေမဲ့ dopamine hit နေတဲ့အတွက်အဲ့မှာပဲကျွန်တော်တို့အရှင်တွေကုံဆုံးမင်းရတာနဲ့ကုံဆုံးရင်နဲ့အဲ့လိုမျိုးပဲအဲ့တော့ဘောအတွက်လင်းနေတဲ့စာပေပုဟုတုဒတွေရဲ့ကိုယ့်ရဲ့ဒီ spiritual လမ်းစဉ်တွေကိုရှာဖို့အတွက်ကျွန်တော်တို့မှာအရှင်ကြီးကတအားကိုနေသွားပါတယ်။ Okay အဲ့တော့ဒီဖက်ခင်မှာဒီ neuroscientist တွေကဘာတခုစမ်းသပ်မှုလုပ်ခဲ့လဲဆိုတော့ဒီတရားထိုင်တဲ့လူတွေရဲ့အုံနောက်ကကြံတဲ့လူတွေထဲ resilience ပေါ့နော်ခံနိုင်ရင်အားပို့ပြီးတော့မြင့်တယ်အဲ့လိုမျိုးရှာဖွေတွေ့ရှိခဲ့တယ်သူတို့ကဒီတကယ်ကိုဖះလက်ထက်ကပြောခဲ့တယ်လို့ပဲပေါ့နော်ဒီကန်တွေကမှာရှိတဲ့ကြာပွင့်ရဲ့အမွှေးရနံ့ကိုကန်အောက်မှနေတဲ့ဖာမတိဘူးဘာဆိုဒီကြာရဲ့မှွေးတဲ့ရနံ့လေးကိုသူတို့ကမတိဘူးဒါပေမဲ့အဝေးရလာတဲ့ပြားပတုံးတွေကဒီကြာပွင့်ရဲ့ရနံ့ရဲ့ပြီးတော့သူ့ရဲ့ဝိတ်ကြီးလေးတွေကိုရဲ့အရသာကိုသူကတိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဗုဒ္ဓဘာသာဖြစ်နေရဲ့နဲ့ဗုဒ္ဓဘာသာရဲ့လင်းတဲ့တဘုတ်တဘာဝတွေဓမ္မတွေကိုကျွန်တော်တို့ကမသိဘူးဘာလို့မသိတာလဲဆိုတော့နေ့စဉ်ဘဝတွေကိုမရောက်ဘူးစူးစမ်းအားထုတ်ပြီးတော့မစူးစမ်းကြည့်ဘူးဗျာဟိုကပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင်အဲကြောင့်ဒီဆရာတော်ဦးစိုးရိယပြောခဲ့တဲ့ဟာကျွန်တော်သွားတတိယမိတယ်ဘဝတွေကိုဓမ္မတွေကမရောက်ဘူးကျွန်တော်တို့ဗုဒ္ဓဘာသာတော်တော်များများအဲ့တော့ဘဝတွေကိုဓမ္မတွေရောက်အောင်ကျွန်တော်တို့ဘယ်လိုလုပ်သင့်မလဲဆိုတော့ mindfulness တရားဟာပဲတဖြည်းဖြည်းနဲ့ကျွန်တော်တို့လွင့်နေတဲ့စိတ်တွေကိုစုစည်းပြီးတော့တဖြည်းဖြည်းနဲ့တိုးတက်အောင်လုပ်နိုင်စွမ်းရှိတယ်လို့ကျွန်တော်တွန်းမြင်နေပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်လေအရင်တုန်းကလေဒီတိုင်းပါပဲဘာမှတော့တိတ်